ဒီဗီဒီယိုလေးကတော့ခရမ်းရောင်ကြောင့်အယုတ်လေးတစ်ယုတ်ရဲ့စိတ်မကောင်းစရာကောင်းတယ်လို့ကြည်နူးဖို့လဲကောင်းတဲ့ပိုင်ရှင်ရှာပုံတော်ခီးစဉ်အကြောင်းပဲဖြစ်ပါတယ်။ဇလန်းဆမှာတော့အယုတ်လေးဟာကစားစရာဘုံထဲကနေလမ်းမပေါ်ကိုမတော်တဆပြုတ်ကျကြံရိတ်ခဲ့ပါတယ်။သူ့ရဲ့ပိုင်ရှင်ကောင်မလေးကတော့ဒါကိုသတိမထားမိပဲကားပေါ်တက်ပြီးထွက်ခွာသွားခဲ့တာကြောင့်အယုတ်လေးကများတယောက်တည်းကြံရိတ်ခဲ့ရရှာပါတယ်။အယုတ်လေးဟာသူ့ပိုင်ရှင်နောက်ကိုအမိလိုက်ဖို့စူးစမ်းပေမဲ့လည်းမတက်နိုင်ခဲ့ပါဘူး။ဒါကြောင့်သူဟာပိုင်ရှင်ရှိရာကိုတိုင်ရှာဖွေဖို့လမ်းမကြီးတစ်လျှောက်တယောက်တည်းခက်ခက်ခဲခဲရှောက်လန်းခဲ့ရပါတယ်။လမ်းခီးမှာလည်းအခက်ခဲတွေအများကြီးနဲ့ကြုံတွေ့ခဲ့ရပါတယ်။နေခင်းဘက်မှာကားတွေကရေတွေနဲ့ပတ်သွားတာကိုခံခဲ့ရသလိုညဘက်မိုးရွာတဲ့အခါမှာလည်းခိုလုံရမဲ့စွာနဲ့လမ်းဘေးကကထူပုံးဟောင်းလေးထဲမှာအေးဆက်စွာအိပ်ဆက်ခဲ့ရပါတယ်။ဒါတင်မကသေးပါဘူး။ကောင်းကင်ကလင်းယုံတကောင်ရဲ့ရန်ကနေလည်းတီတီလေးလွတ်မြောက်ခဲ့ရပါသေးတယ်။နောက်ပိုင်းမှာအမျိုးသမီးတဦးကသူ့ကိုတွေ့ပြီးအိမ်ခေါ်သွားပေမဲ့လည်းအိမ်ထဲမှာပဲပိတ်လောင်ခံထားရပြန်ပါတဲ့အယုတ်လေးဟာပြတင်းပေါက်ကနေအပြင်ကိုညှိကြည့်ရင်သူ့ပိုင်ရှင်နဲ့အတူဖြတ်တန်းခဲ့တဲ့ပျော်ရွှင်စရာအချိန်တွေကိုလွမ်းဆွနေခဲ့ပါတယ်။ဒါကြောင့်သူဟာနေလန်းမျိုးစုံနဲ့အိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားခဲ့ပြီးနောက်ဆုံးမှာတော့ကထူပုံးနဲ့ပလတ်စတစ်အိတ်ကိုသုံးပြီးယာယီမီးပူဖောင်းလေးတစ်ခုကိုကိုယ်တိုင်တိဆောက်ကပိုင်ရှင်ရှိရာကိုပြန်တန်းရှာဖွေခဲ့ပါတယ်။လန်ခီးမှာမတော်တဆမှုကြောင့်တစ်ပင်နဲ့တိုက်မိပြီးတတိလစ်သွားခဲ့ပေမဲ့အမျိုးသမီးတဦးကသူ့ကိုကောက်ယူခဲ့တင်ခဲ့ပါတယ်။အဲ့ဒီအမျိုးသမီးဟာတခြားသူမဟုတ်ဘဲအရွယ်ရောက်လာပြီဖြစ်တဲ့သူ့ရဲ့ပိုင်ရှင်ဟောင်းလေးပဲဖြစ်နေပါတော့တယ်။နောက်ဆုံးမှာတော့သူတို့နှစ်ဦးဟာနှစ်ပေါင်းများစွာအကြာမှာပျော်ရွှင်စွာပြန်လည်ဆုံစည်းနိုင်ခဲ့ကြပါပြီ။